ယခုပွဲစဉ်ရဲ့အခိုက်အတန့်တစ်ခုကိုပြင်ကြည့်မယ်ဆိုရင်မက်ဆီကဘလောက်တောင်အံ့မခန်းတော်လဲဆိုတာကိုဘပီဘာကြောင့်ပြောခဲ့တယ်လဲဆိုတာခင်ဗျားတို့နားလည်သွားပါလိမ့်မယ်။မန်စီးတီးတင်းက PSG ကိုအမြင့်ပိုင်းကနေဖိအားပေးနေတာကိုသတိထားကြည့်ပါ။ရှီတန်တိုက်စစ်မှုဖြစ်တဲ့မက်ဆီကအရင်အတိုင်းပဲအသင်းရဲ့တိုက်စစ်ကိုစုစည်းပေးဖို့အတွက်နောက်ကိုဆင်းလာခဲ့ပါတယ်။မက်ဆီကဘောလုံးကိုလက်ခံရယူရင်တပါးတည်းလှည့်ထွက်သွားခဲ့ပါတယ်။ဒီနေရာမှာမက်ဆီရဲ့ခြေပင်သားနဲ့နီမာစီကိုပေးပို့လိုက်တဲ့နီးစနစ်ပိုင်းကအလွန်ကိုလှီမြန်ပြီးလျှော့ဝှက်လွန်လာပါတယ်။ဘောလုံးကချက်ချင်းဆိုသလိုပဲမန်စီးတီးရဲ့နောက်တန်းစီကိုရောက်သွားခဲ့ပါပြီ။မန်စီးတီးခံစစ်တန်းပြန်ဆင်းနေတဲ့အချိန်မှာရိုဒရီကမက်ဆီရဲ့တီနီယာကိုနောက်လှည့်ကြည့်ဖို့မမိခဲ့ပါဘူး။ဒါကြောင့်နီမာကရိုဒရီရဲ့အာယုံစိုက်မှုကိုရရှိအောင်ချက်ချင်းအရှိန်မြင့်ပြေးတက်သွားခဲ့ပါတယ်။နီမာသူ့နောက်ကမက်ဆီရဲ့အတွက်ဘောလုံးကိုတမင်ကျော်လို့ပေးခဲ့ပါတယ်။နီမာကမက်ဆီဘောလုံးလက်ခံဖို့အတွက်ဘာကြောင့်နေရာဖန်တီးပေးခဲ့တာလဲဆိုတာနောက်ထပ်မြင်ကွင်းတစ်ခုမှာခင်ဗျားတို့ရုပ်တရက်သဘောပေါက်သွားပါလိမ့်မယ်။မက်ဆီကဘောလုံးကိုမရပ်ဘဲလက်ခံကိုယူပြီးအာရီယာနဲ့1-2ရိုက်ကရိုဒရီရဲ့ခံစစ်ကိုကြော်ဖြတ်သွားခဲ့ပါတယ်။မက်ဆီဘောလုံးဆွဲပြီးအီရီယာလေးဝင်သွားတဲ့အချိန်မှာမန်စီးတီးကစားသမားဘယ်နှစ်ယောက်တောင်မက်ဆီတယောက်ထဲနောက်ကိုပါသွားတယ်လဲဆိုတာကြည့်ကြည့်ပါ။ခုနကဘောလုံးကျော်လို့ပြီးရှိကိုပြေးတက်သွားတဲ့နီမာကလည်းကန်ဆယ်လိုရဲ့ခံစစ်ကိုဆွဲခေါ်သွားပြီးခဲ့ပါတယ်။ဒီလိုနဲ့နောက်တန်းမှာရှိနေတဲ့ပပီကလုံးဝအလွတ်ဖြစ်သွားခဲ့ပါတယ်။မက်ဆီကချက်ချင်းပဲဘေးတိုက်ဖြတ်တင်ပေးလိုက်ရမှာဘောလုံးကဝေါ်ကာရဲ့ခြေထောက်နဲ့ထိပြီးနောက်ကပပီရဲ့ခြေထောက်နောက်ကိုကြာရောက်သွားခဲ့ပါတယ်။အလွတ်ဖြစ်နေတဲ့ပပီကဘောလုံးကိုထိန်းပြီးဂိုးသွင်းယူဖို့အချိန်အလွန်အလောက်ရရှိသွားခဲ့ပါတယ်။ဒီတစ်ချိန်တိုက်စစ်မှုကိုမက်ဆီကပဲအဆအဆုံးဦးဆောင်ခဲ့တာဖြစ်ပြီးနောက်ဆင်းပြီးပွဲကစားပုံကိုထိန်းကျောင်းတာကနေရှီတန်းတိုက်စစ်မှုနောက်ဆုံးအဆုံးဖြတ်ပြီးပို့မှုအထိမက်ဆီကအဓိကကျတဲ့အခန်းကဏ္ဍအားလုံးမှာပါဝင်ခဲ့တာဖြစ်ပါတယ်